မူဟာနာအင်ဂျီလေးတစ်ခေါက်ကုန်ပြီးတော့နောက်တစ်ခေါက်ပြန်ရောက်လာပြီเนาะဒီဟာလေးကဆိုရင်အရန်ရောင်းရတယ်သူကလေအရန်မိုက်တယ်ဗျာဒါလေးကဘယ်သူမဆိုပြီးလို့ရတယ်လူငယ်တွေနဲ့လည်းလိုက်တယ်လူကြီးတွေနဲ့လည်းလိုက်တယ်ဒီတစ်ခါဆိုရင်အယောင်လိုင်းကအရန်စုံတယ်အရန်လာတယ်အဲ့ဒါလေးကိုလည်းအသေးစိတ်ပြပေးမယ်သူကဒီလိုမျိုးအတွန့်လေးနဲ့เนาะအနောက်ထိပါတယ်เนาะအတွန့်ဒီလိုအတွန့်ပါမယ်ပွားလေးနဲ့လက်စီလေးနဲ့အယောင်စုံလေးနဲ့ရောက်တာပါရှင့်အယောင်လိုင်းကိုလည်းအသေးစိတ်ပြပေးပါမယ်เนาะကဲအယောင်ကတော့8ရောင်လာတယ်เนาะ8ရောင်ဒါကပန်းနပီရောင်ဒါအဖြူရောင်ဒါခဲပြရောင်သူကအနက်ရောင်ဒါဆိုရင်ဒီဘက်ကဆိုရင်ကြံရီရောင်ဟုတ်တယ်ပြီးရင်ကျွန်တော်ဝတ်ထားတဲ့ဟာကအညိုရောင်လေးပြီးရင်ဒီမှာလာမယ်เนาะခရမ်းရောင်လေးလာမယ်ခရမ်းရောင်ဆူဆူလေးเนาะခရမ်းရောင်လေးပါမယ်ပြီးရင်ဒါလေးကအုတ်ကျိုးရောင်လေးပါမယ်8ရောင်လာတယ်เนาะ8ရောင်မှာဘယ်ပဲရောင်တစ်ခုမှမပါအကုန်လုံးလာပြီးတော့ site ကလည်းပွားတယ်ချုပ်ရိုးချုပ်က quality ကလည်းကောင်းတယ်ဒါလေးကတော့လုံးဝအနှစ်လိုင်း design နဲ့လုပ်ပေးထားတာပါရှင်ဒါမျိုး8ရောင်9တဲ့ဒီဇိုင်းကနေစပြီးတော့ယူလို့ရပါတယ်8ရောင်လုံးလိုချင်တယ်ဆိုရင်တော့10ထည့်ယူရမှာပါရှင်ဒါမျိုးအရန်ပွားတယ်မူဟနာလက်ရှင်တော့ဒီလိုလက်တွန်လေးနဲ့အခုလိုမျိုးဆောင်းရင်းဆိုရင်ဒါလေးကအရန်အဆင်ပြေပါတယ်ရှင်ဒါကတော့ LV ကတော့90ကနေဆောင်းပြီးလို့ရတယ်90 80 90ကနေ135အထိဝတ်လို့ရပါတယ်ဒီလိုမွန်ဟန်တိုင်းဒီပွားလေးနဲ့လလေးကိုလိုချင်တဲ့ဆိုရင်တော့အေးမော်ထဲဆိုင်မှာဝင်လို့ရပါတယ်ရှင့်အေးမော်ထဲဆိုင်ရ22လမ်းစီ89 88ဂျာမန်လေးမြို့မှာရှိပါတယ်ရှင့်